ဒီမန်းကနေပြီးတော့လူတိုင်းကိုသင်ခန်းစာတစ်ခုပို့ချခြင်းနဲ့ပေါ့နော်နောက်ရဲ့အမြင်ပေါ့ဒါကိုလက်ခံပေးနိုင်တဲ့သူရှိတယ်ဆိုရင်လည်းလက်ခံပေးနိုင်တယ်ဆိုတဲ့အကြောင်းလေးဒါမှမဟုတ်ဘူးဆိုရင်လည်းကိုမြင်တဲ့ကိုရဲ့အမြင်လေးကိုနော်ရဲ့ comment မှာဆွေးနွေးသွားပေးပါပေါ့နော်ဒီပို့ကိုမြင်တဲ့သူတိုင်းအဲ့တော့ဒီမန်းနေပြီးတော့သင်ခန်းစာလေးတစ်ခုပို့ချခြင်းနဲ့နော်တိထားတဲ့နော်တတ်ထားတဲ့ပညာရပ်ကိုမျှဝေပေးတဲ့သဘောအဲ့တော့ဒီပို့ကနေမြင်တဲ့သူကလည်းတယောက်ချင်းစီတိုင်းမှာတိထားတဲ့အသိနဲ့တိထားတဲ့ပညာရပ်ဉာဏ်ပညာရပ်ကိုပြောတာနော်ဆွေးနွေးသွားပေးစီခြင်းပါတယ်နော်လူသားတိုင်းမှာဘာသာမိမိယုံကြည်ရာဘာသာတရားအောက်ကနေပြီးတော့မိမိလိုက်နာနေတဲ့သာသနာလမ်းစဉ်အောက်ကနေပြီးတော့ဘယ်လူသားတုတဲကိုမှအကျုံးမဝင်ဘူးလို့တော့မြင်ပါတယ်ဘာသာနဲ့လူမျိုးနဲ့သာသနာနဲ့လူတော်တွေကိုထိုးဖောက်လို့မရပါဘူးနော်ဘာသာသာသနာဆိုတာမိမိရဲ့ယုံကြည်ချက်နဲ့မိမိလိုက်နာရလမ်းစဉ်ဖြစ်တယ်အဲ့တော့မယုံကြည်တဲ့သူတွေမိမိနဲ့ကိုးကွယ်ရာမတူတဲ့သူတွေနဲ့ကြတော့စန့်ကျင်ဘက်ဖြစ်နေတာမလို့ဘလောက်ပဲမွန်မြတ်နေပါစေဘလောက်ပဲအကျုံးဝင်နေပါစေနော်တို့အစ္စလမ်သာသနာသည်အလွန်အင်မတန်မှမြင့်မြတ်တယ်တန်ဖိုးရှိတယ်တောင်းစီတယ်ဆိုတာတော့မှပဲမိမိတို့နဲ့မတူညီတဲ့ဘာသာတရားတွေရှိမှာအကျုံးမဝင်ဘူးဘာမှမဝင်ဘူးနော်အဲ့တော့ဘာသာမတူတဲ့ယုံကြည်ချက်မတူတဲ့သူတွေရှိကိုဒီလိုမှတ်မျိုးမှတ်နာသည်လုံးဝအတုံးမဝင်ပါဘူးအရှိနီးဖြစ်တဲ့တန်ဖိုးမဲ့တဲ့အဲ့ဒါလေးကိုတော့သင်ခန်းစာပို့ချချင်တာနော်ဆိုတော့ပြောရမယ့်ပုံစံနဲ့နောက်ပြီးတော့လမ်းစဉ်နှစ်ခုရဲ့အမြင်အဲ့တော့အပိုင်း၄ပိုင်းတော့ပြောသွားမှာပေါ့နော်တပိုင်းကအခုပြောပြီးသွားပြီမတူညီတဲ့ယုံကြည်ချက်ကနေပြီးတော့မှတစ်ဖက်သားကိုလှမ်းပြီးပြောခြင်းသည်လုံးဝအရှိနီးဖြစ်တယ်မိမိရဲ့ပို့ချလိုက်တဲ့မွန်မြတ်သောအရာသည်တစ်ဖက်လူအတွက်ကမြူးမှုန်လေးလောက်တောင်တန်ဖိုးမရှိပါဘူးဆိုတာလေးကိုတော့ပြောပြသွားတာနော်နောက်တစ်ခုကကြတော့အခုဒီမန်းပိုင်ရှင်တို့ရဲ့ယုံကြည်မှုနောက်ပြီးတော့နော်တို့ဘာသာတရားနော်တို့သာသနာရဲ့လမ်းညွှန်ချက်ရဲ့ယုံကြည်မှုအဲ့ဒီနှစ်ခုကိုထပ်ပြောပြမယ်နောက်ဆုံးပိတ်မှာဆိုရင်ဘလို့ပြောသင့်တယ်လဲဆိုတာလေးကိုသင်ပေးသွားမှာဖြစ်တယ်နော်အဲ့တော့ဒီမန်းပိုင်ရှင်ရဲ့ဘာသာရှုထောင့်ကနေပြီးတော့ပြောပြမယ်မန်းပိုင်ရှင်ရဲ့ဘာသာရှုထောင့်မှာကြတော့သူတို့တွေကတန်တရားကြီးကလဲနေတယ်ကံတရားကစီစဉ်နေနော်တဘာဝတရားကြီးကဖန်တီးတယ်ဆိုတဲ့အချိန်ကျတော့နော်တို့ကအဲ့တဘာဝဆိုတာအယူယုံကြည်တဲ့သူတွေမဟုတ်ဘူးကံတရားဆိုတာကိုတော့လက်ခံတယ်ဒါကကိုလုံးမကိုရမယ်ကိုတိုင်းကြိုးပမ်းအားထုတ်ရမယ်အရာလို့သတ်မှတ်တယ်အဲ့ဒီအတွက်ကိုနဲ့ပဲသက်ဆိုင်တယ်အများနဲ့မသက်ဆိုင်ဘူးနော်အဲ့တော့နောက်ပြီးတော့တဏှာကြီးကလဲနေတဲ့သူမဟုတ်ဘူးတဘဝတဲမှာပဲအရာရာကိုကြိုးပမ်းအားထုတ်ရတာဖြစ်တဲ့အတွက်နော်တို့ကရှေးဘဝဆိုတာလည်းမရှိဘူးနောက်လာမယ့်ဘဝဆိုတာလည်းမရှိဘူးလက်ရှိဘဝတည်တာလည်းဘဝဖြစ်တယ်နော်နောက်ပြီးလက်ရှိဘဝတစ်ခုတည်းကိုပဲရှင်သန်တဲ့သူတွေဖြစ်တယ်နောက်တစ်ဘဝအတွက်ကိုစုဆောင်းတဲ့နေရာဖြစ်တယ်လို့ယုံကြည်ထားတာဖြစ်တယ်နော်ဒါကြောင့်ဒီမန့်ရှင်ရဲ့မန့်ဒီနော်တို့အတွက်ကမြူးမှုန်လေးလောက်တောင်အကျုံးလည်းမဝင်ဘူးအတုံးလည်းမတက်ဘူးတန်ဖိုးလည်းမရှိဘူးအဲ့ဒီလိုမျိုးပြောတာနော်အဲ့တော့တန်ဖိုးပြက်သွားပြီမင်းရဲ့မှန်ကလို့ပြောချင်တာဆိုတော့နော်တို့ရှိမှာဝစ်ကြွေးဆိုတာမရှိဘူးဘသူ့မှလည်းဘာမှမလုပ်ခဲ့ဘူးအဲ့တော့ဒီလိုမျိုးခံနေရတာဒီမနာလို့နောက်ပြီးတော့တမင်တက်အမုန်းတရားနဲ့တိုက်ခိုက်တာလို့အဲ့ဒီလိုမျိုးပဲနော်တို့ကခံယူတယ်နော်မနာလို့ပုတ်ခတ်တာစော်ကားတာတာနေလို့မနာလို့တာနော်နောက်ပြီးတော့တစ်ဖက်သားကိုရည်ရွယ်ချက်ရှိတိုက်ခိုက်တာကိုဒီမြင့်နေလို့စော်ကားခံရတာအဲ့ဒါဒီဝစ်ကြွေးမဟုတ်ပါဘူးနော်ဒါဒီထုံးစံဖြစ်တယ်
နော်အပင်မြင့်နေဆိုရင်အကိုင်းကိုလည်းသူများလိုချင်တယ်အရွက်ကိုလည်းခူးချင်တယ်အ ਨੇ ဆုံးတော့လက်ဆော့ပြီးတော့ရင်ဖြစ်ဖြစ်ခုံပေါက်ပြီးတော့ဆော့သွားချင်တယ်အဲ့ဒါတွေဒီတတ္တဝါတို့ရဲ့စိတ်ဆန္ဒဖြစ်တယ်အပျော်သဘောနဲ့လည်းရှိတယ်မနာလို့လည်းရှိတယ်နော်အဲ့ဒီလိုကြောင့်တိုက်ခိုက်ခံရတာအဲ့ဒီလိုပဲတုံးတက်ပါတယ်နော်အဲ့တော့ဝစ်ကြွေးဆိုတာဒီနော်တို့မှမရှိဘူးမရှိတဲ့အတွက်ကြောင့်လို့ပြန်ပြီးတော့မှတုံ့ပြန်တဲ့နာတုံ့ပြန်ရမယ်ရှေ့ပတဲ့နာရှေ့ပရမယ်အရာရာကိုငုတ်ခတ်နေရမယ်လို့သွန်သင်ထားတဲ့လမ်းစဉ်မဟုတ်ဘူးဆိုတာလေးကိုလည်းတခါတည်းပြောပြတာနော်ဆိုတဲ့အချိန်ကျတော့ဝစ်ကြွေးလို့တတ်မှတ်တဲ့သူတွေဒီဒါလင်းမိမိခံရတဲ့အချိန်မှလည်းပဲတောင်းခံနိုင်အောင်ကြိုးစားပြီးတော့မှဒါကဝစ်ကြွေးပါလို့သူတော်စင်သူတော်ကောင်းတို့ရဲ့ကျင့်စဉ်နဲ့အညီနေနိုင်အောင်ကြိုးစားထားပါလို့ပြောချင်တာနော်ကိုတိုင်းခံစားလာရတဲ့အချိန်ကျတော့ကိုတိုက်ခိုက်လာတဲ့အချိန်ကျရင်ဒါဟာဝစ်ကြွေးပဲဆိုပြီးတော့ငုတ်ခံနေနိုင်လိုက်ဖို့တီးခံနေနိုင်လိုက်ဖို့နော်ဝစ်ကြွေးဆက်တယ်လို့သဘောထားပေးနိုင်ဖို့တစ်ဖက်သားကိုနားလည်ပေးဖို့အဲ့ဒါဒီမန့်ပိုင်ရှင်တို့ရဲ့လမ်းစဉ်အတိုင်းမန့်ပိုင်ရှင်တို့ကြင့်ကြံတဲ့ဥစ္စာကိုလည်းတခါတည်းပြောပြတာနော်အဲ့တော့ဒါမန့်ပိုင်ရှင်နဲ့နော်တို့နဲ့ပတ်သက်တဲ့မင်းရဲ့မှန်နဲ့ပတ်သက်ပြီးအကျုံးဝင်တဲ့အရာတွေကိုနော်ကပြောပြသွားတာဖြစ်တယ်။နော်တို့အစ္စလာမ်သာသနာရဲ့လမ်းကြောင်းကိုပြောပြမယ်။နော်တို့အစ္စလာမ်ရဲ့လမ်းကြောင်းမှာကြတော့ဘယ်သူတူတယောက်ကမိမိကိုတိုက်ခိုက်တယ်လဲမိမိကိုစော်ကားတယ်လဲအကယ်၍တောင့်ပြန်ပြီးဆိုရင်တော့မှပဲအဲ့ဒီတစ်ဖက်သားကိုသူ့ကိုပြန်ပြီးတော့ရှေ့ပတာသူ့ရှီကနေပြီးတော့ကိုယ့်ကိုပေါ်မှာတင်လိုက်တဲ့အကျွေးကိုပြန်ယူတာနဲ့အတူတူဒါကမလောက်သင့်ပါဘူးဆိုတဲ့ဟာရဲ့ငါတို့ရဲ့အမြင်အရဒီလိုပါဆိုတာကိုအဲ့ဒီလိုမျိုး၃မျိုးရှင်တွဲပြီးတော့မှပြန်ရှေ့ပဖို့လိုအပ်တယ်နော်အဲ့ဒီလိုမျိုးတစ်ဖက်ကအပြစ်မှုတွေကိုကျူးလွန်နေတဲ့အရာကိုမျက်စိမှိတ်ပြီးတော့နားပိတ်ပြီးတော့မှမမြင်ကြအောင်စောင့်ပြီးနေမယ်ဆိုရင်တစ်ဖက်သားကသူ့အမားကိုသူမမြင်မဲနဲ့နောက်တစ်ချိန်တွေကိုထပ်ပြီးတော့အမားတွေကိုထပ်ခါကျူးလွန်လာနိုင်တယ်အဲ့တော့မိမိအကျွေးကိုပဲမိမိပြန်ယူတယ်ဆိုရင်အဲ့ဒါကိုယ့်အတွက်တရားမျှတမှုချလိုက်တာဖြစ်တယ်တုံ့ပြန်လိုက်တယ်ဆိုတာဒီကိုချင်းစာတရားကိုပေးလိုက်တာဖြစ်တယ်သင်္ကန်းစာပို့ချလိုက်တာဖြစ်တယ်နော်မလုတ်တဲ့လမ်းကြောင်းတစ်ခုကိုပြန်ပြီးပညာရက်နဲ့ပို့ချပေးသွားတာဒီသူ့ကိုလည်းလမ်းမှန်ပြပေးရရောက်သွားတယ်ဒါကြောင့်မို့လို့အဲ့ဒီ၃မျိုးစလုံးနဲ့တုံ့ပြန်နိုင်တဲ့သူရှေ့ပနိုင်တဲ့သူသာလျှင်နော်တို့ရဲ့လူသားတစ်ယောက်ဖြစ်တည်မှုအစ္စလာမ်သာသနာဝင်ရဲ့လမ်းကြောင်းပေါ်မှာရှောက်လန်းတဲ့သူတစ်ယောက်အဖြစ်ဖန်ဆင်းရှင်ရဲ့စံပြဖန်ဆင်းခံတယောက်နော်တို့ခေါင်းဆောင်ကြီးမဟာတမန်တော်မြတ်ကစံပြနောက်လိုက်တပည့်သားကောင်းတပည့်နောက်လိုက်ပိတခြင်းနော်လူသားထဲမှာလူသားဆန့်ခြင်းလို့တာဝန်တွေကိုကြည်တယ်နောက်တစ်ခုပြောတင်တာနံပါတ်၄ရောက်သွားပြီနော်ပြောတင်တာဒီတင်တို့အနေနဲ့ဒီလိုမျိုးပြောမယ်ဆိုရင်သူတို့ဘက်ကလက်ခံနိုင်မလားငါတို့ ਨੇ လူမျိုးတူသလားဘာသာတူသလားဆိုတာကိုကြည့်ရမယ်ငါတို့ရဲ့စာတလုံးချင်းစီငါတို့ရဲ့လမ်းစဉ်တစ်ခုချင်းစီငါတို့ရဲ့ယုံကြည်မှုတစ်ခုချင်းစီငါတို့အတွက်အရန်တန်ဖိုးရှိတာဖြစ်တယ်လို့သူတို့အတွက်ကောတန်ဖိုးရှိမလားအဲ့ဒါကိုထည့်သွင်းစဉ်းစားပြီးသူတို့အနေနဲ့လည်းလက်ခံနိုင်တဲ့စကားလုံးလူသားကိုလူသားလို့မြင်နိုင်ပြီးတော့လူသားသွေးသားနဲ့လူသားရဲ့စိတ်ခံစားချက်တရားနေပြီးတော့မှလက်ခံနိုင်တဲ့မှတ်မျိုးကိုပဲမှတ်တင်ပါတယ်လူတိုင်းလက်ခံနိုင်တဲ့မှတ်မျိုးဖြစ်ရမယ်ဘာသာမတူရဘူးလူမျိုးတူစရာမလိုဘူးလူလို့ဆိုတဲ့လူကောင်းစဉ်အောက်ကလူတိုင်းလက်ခံနိုင်တဲ့မှတ်မျိုးကိုမှတ်ရပါတယ်နော်အဲ့ဒီထဲမှာဘာသာတရားမပါရဘူးဘာသာရဲ့သွန်သင်ဆုံးမမှုသာသနာလမ်းပြမှုမပါရပါဘူးမတူညီတာဖြစ်တဲ့အတွက်လက်မခံမှာမလို့နော်လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုတဘာဝကြတဲ့တဘာဝတရားလူသားတွေတယောက်ခံနိုင်ရင်ရှိတာခံနိုင်ရင်မရှိတာလက်ခံနိုင်တာလက်မခံနိုင်တာဉာဏ်ပညာနဲ့သုံးသပ်လို့ရတဲ့မှတ်မျိုးကိုပဲမှတ်လို့ရပါတယ်နော်အဲ့ဒါဒီတင်တို့မှန်တဲ့နဲ့မှန်ဆိုတဲ့အရာကိုတော့ကသင်္ကန်းစာပို့ချလိုက်တာတင်ပေးလိုက်တာဖြစ်တယ်ဒီလောက်ဆိုရင်သဘောပေါက်မယ်ထင်တယ်မသိတာရှင်မေးလို့ရတယ်နော်သိထားတဲ့လောက်ကလေးပြန်ပြီးတော့သွန်သင်ပေးမယ်နော်လဲဆရာမကြီးတော့မဟုတ်ဘူးစူးစမ်းနေစေအမျိုးသမီးတယောက်ဖြစ်ပါတယ်နော်ဒီလောက်ပဲပေါ့